အဲ့ဒါသာသနာကိုအရှိခံအောင်ဆွဲဆန့်နေတာနဲ့အတူတူပဲဟုတ်လားမဟုတ်လားတော်တော်များများကခုဟာကြောင်းမြန်ဖြစ်နေတယ်သာသနာလေးတွေအခြေခံအကျဆုံးသာသနာပြုတဲ့ကိုယ်တော်လေးတွေကိုသိအာယုံမဆိုင်ဘူးဣဒာဆိုရင်နည်းနည်းလေးဒုတိယစိတ်ဝင်စားတာဟုတ်လားမရှိမကိုရင်သွားတာတော်ပါသေးတယ်ဘုန်းကြီးကတရားလည်းဟောပေးတယ်လက်ချင်းလေးကောင်းတယ်ဆိုင်တော်လည်းဆင်ပြေတယ်ဟုတ်လားပြိဿတွေဒါကောင်းအောင်လုပ်ပေးတာတော့ကောင်းတာပေါ့ကောင်းတဲ့နေရာကိုကြိုက်တာမကြိုက်ဘူးအဲ့ဒီလိုမလုပ်ဘဲနဲ့သာသနာ့ကဘုန်းကြီးကဥပုသ်တွေလာတော့ဒါမှကျုပ်ကလေးတွေစာချစရာကြီးလို့သီလယူပြီးပြန်တော့ဆိုတော့နှစ်ခေါက်သွားကြတယ်သွားကြတယ်ကြောင်းရွေးရတာကိုကြောင်းရတယ်ဒီကြောင်းရောက်သွားလိုက်ဒီကြောင်းရတယ်ဟိုဘက်ကြောင်းရောက်သွားလိုက်နဲ့ကြောင်းရွေးတာလည်းပဲဝါကျွတ်သွားတယ်ဟုတ်လားတကယ်တော့ပြိဿရဲ့သာသနာပြုအစစ်ဒီသာသနာကြီးကိုတကယ်တည်တတ်အောင်သာသနာပြုပုဂ္ဂိုလ်အစစ်ဖြစ်ခြင်းနဲ့ဆိုရင်အခြေခံအကျဆုံးပရိယတ္တိသာသနာကိုပယ်လို့ရပါမလားမရဘူးပရိယတ္တိသာသနာကိုယ်တော်လေးတွေသာသင်စာချတွေပြတ်ကုန်ကြပြီကျောင်းတော်ကြီးတွေမှာသံဃာတွေတပြည့်တပြည့်နဲ့အယောင်လေးရော့သွားပြီအရေးအတွက်တွေနည်းသွားပြီဆိုရင်နဲ့တစ်နှစ်ကနေနှစ်နှစ်ကနေသုံးနှစ်ဆယ်စုနှစ်တစ်ခုလောက်တွက်ကြည့်လိုက်ပြိတ္တရဲ့တိပိကတရဆယ်နှစ်ဆယ်စုနှစ်အတွင်းမှာဆယ်နှစ်အတွင်းမှာငါးပါးပေါ်ထွန်းပါမယ်လို့စိတ်ကူးထားရင်အဲ့ဒီလိုသာသင်္နိုင်ကကိုတော်လေးအားနည်းသွားမယ်ဆိုရင်ငါးပါးဟာဖြစ်နိုင်မှာတော့မလားဒီအတွက်တွေရော့သွားမလားတိုးသွားမလားရော့သွားမယ်ဒါကြောင့်ဒုလျာနာပြိတ္တတွေကနေအစားတော့ကတော့သူတို့ပဲဘလိုလိုဒီလိုလိုကိုတော်တို့ကဒီနိုင်ရက်တယ်ကိုတော်တို့ကလည်းအအောင်ဖို့ကောင်းတယ်ဟုတ်လားဘလိုတိုးလိုက်ဒီလိုဆွားလိုက်ကိုတော်လေးတွေလည်းပြိတ္တတွေဘုမသိဘာမသိနဲ့လည်းပါသွားရောကြောင်းတော့မလာတော့ဘုံဘုံရဲ့တရင်နေတော့ကြားတယ်မလာရဲ့လို့တော်တော်ချစ်စရာကောင်းတယ်ဟုတ်လားစာတော့ဘုံဘုံတို့ကဘာလုပ်နေတာလဲအမေလာပြီးတော့ကတိလေးအိတ်နေတာလို့ပြောလိုက်ဟုတ်လားဟမ်တိတာပေါ့ဒီကလည်းပါပြီးသားဟုတ်လားတကယ်ကြရင်ဘယ်သူမှမလာဟုတ်လားအဲ့တော့ပြိဿကြီးမလုပ်ရဘူးသာသနာတကယ်ပြုတယ်ဆိုတာသာသနာကိုပဲအာယုံပြုတခြားဟာတွေမပါစေနဲ့တခြားတွေပါလာတော့ဘုမတိဗမတိကိုတော်လေးတွေကအကုန်လုံးပေါက်တက္ကရာတွေဝါဒနာပါသွားတဲ့အခါကျတော့ဟုတ်လားနိုင်ငံတော်ဆိုတာကလည်းပြိဿရဲ့အခြေအနေရတခါမလုပ်ချင်တဲ့အကုန်သိမ့်ချလိုက်ရတာလည်းပါတယ်လုပ်ချင်လို့လုပ်လိုက်တာလည်းပါတယ်ဗောဟုတ်လားအဲ့တော့အခြေအနေတွေပြောင်းလဲသွားတဲ့ခက်ခဲမှာညှိသွားရင်သာသနာကဈာတွေကတစားကံဖြစ်တဲ့ဟုတ်လားအဲကြောင့်သာသနာပြုတဲ့အခါမှာအောက်ခြေကပရိယတ္တိသာသနာတာဝန်ကြည်ပြွန်အောင်ထမ်းတဲ့ကိုယ်တော်လေးတွေကိုသာသနာအတွက်ပဲအပိပါသာသနာအတွက်ပဲထောက်ပံ့ပါလို့ဒါဥစဉ်တို့သတိပေးတာပါဟုတ်လားဘာကြောင့်လဲမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနေအောင်လာရောက်လို့ထွန်းလင်းတောက်ပနေတာကဟိုရှိခေအစဉ်လာတဲ့ကပရိယတ္တိဝန်ဆောင်ကိုယ်တော်တွေကြိုးစားအားထုတ်ခဲ့လို့ဟောဒီသာသနာတည်နေတာပရိယတ္တိသာသနာမှာဟောဒီကိုယ်တော်နဲ့ငယ်ငယ်လေးတွေကကြိုးစားခဲ့လို့သူ့အရွယ်နဲ့သူအောင်မှန်းနေဆိုခုနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့ပလင်ပေါ်မှာတက်တို့တရားဓမ္မပေါင်းတော်ကောင်းတွေကိုပရိယပฏิပတ်ကိုတစ်ခုပေါင်းပြီးတော့တရားဓမ္မပြနိုင်တာပရိယအားနည်းသွားရင်ပฏิပတ်ဆိုတာမစင်စားနဲ့ပฏิပတ်မရှိပฏิဝေဒနိဗ္ဗာန်သိအောင်ဆုတောင်းပြိဿမရဘူးဟုတ်လားဒါကြောင့်သာသနာပြုတယ်ဆိုတာဘုအောက်ခြေလူရန်သားကဘုအထက်တန်းအထိပုဂ္ဂိုလ်တိုင်းစဉ်းစားရမှာငါတို့ဟာသာသနာပြုတာတော့မှန်တယ်ဆရာတော်ကြီးတွေပြည့်ချင်းတွေကတ်လူဝဲတန်းဝဲတွေကတ်အပိုက်ဆံတွေပြည့်အများတွေဝေးနေတာတောင်းကြည့်ပြီလားလို့ကိုယ့်ကိုယ်စဉ်းစားဖို့မကောင်းဘူးကောင်းတယ်ဟာတို့မိမကိုဆရာတော်ပြည့်ဟာတရားဝဲကျင်းပပြီးဓမ္မပူဇာရေးသူဟာဘလောက်ရတယ်လို့ပြောဝမ်းသာလိုက်တာတောင်းကြည့်ပြီလားမကြည့်ဘူးပြိဿရဲ့သာသနာမှာ generation to generation မျိုးဆက်သစ်ဖြစ်မဲ့ဟောဒီပရိယတ္တိကိုတော်လေးတွေကိုဆွဲခေါ်ပေးရမှာဘာလို့ပေးရမှာလဲဆွဲခေါ်ပေးရမှာအဲ့ဒီလိုကိုတော်လေးတွေအစဉ်အဆက်ထမ်းရွက်လာလို့ဟိုးမြတ်စွာဘုရားလက်ထက်ကလေးကဒီကလေးအချိန်ကြီးသာသနာအဖြစ်အပြက်အတူအတက်အကြအဆုံးဒီလိုတွဲပြီးတော့တီးလာလွယ်တော့ဟုတ်ရဲ့မရိဒ္ဓရဲ့ဒီကနေ့မှာသာသာရီများကြီးဖူးရတော့လွယ်ထင်တယ်ဒီကနေ့ကြည့်လိုက်အိန္ဒိယနိုင်ငံမြတ်စွာဘုရားပွင့်ပြီးတော့သာသနာစတည်ထောင်ခဲ့တဲ့နေရာအခုသံဃာအရေးအတွက်ဘယ်လောက်ရှိလဲဒီလေကိုရောကလည်းပြေသွားတာကိုရောပဲပြောပါလား
အိန္ဒိယနိုင်ငံသားစစ်စစ်ကလက်ချိုးရည်တွက်လို့ရတယ်ပြိဿရဲ့အခုမြန်မာနိုင်ငံပညာသင်သွားတဲ့ကိုတော်လေးတွေရှိနေမှာဘုရားကရတဝိုင်းမှာထေရဝါဒဘုန်းကြီးလေးတွေသင်္ကန်းရောင်လေးတဝင်းဝင်းနဲ့မြင်ရတာဒါတော့ဦးဇင်းတို့69ပညာသင်သွားတော့48ပါးနောက်ပဲရောက်သေးတယ်48ပါးကဘုရားကရမှာမဟုတ်ဘူးနယူးဒေလီမှာရှိတယ်ဟိုက်ဒရာဘတ်မှာရှိတယ်ပူနေမှာရှိတယ်ဗာရာဏသီမှာရှိတယ်ဘုရားကရ10မြို့9မြို့လောက်မှာပေါင်းမှ48ပါးကိုမနေ့စုယူရတာဟုတ်လားကဲအောင်မကောင်းဘူးသာသနာပြည်ထောင်ခဲ့တဲ့တကယ့်အရင်အချာဇာတိနေမြေကြီးမှာဒီကနေ့သာသနာရှိသေးလားမရှိတော့ဘူးဒီနေ့သာသနာကျွတ်တို့နိုင်ငံကျွတ်တို့လက်ထဲမှာရောက်လာဒါဆိုရင်ကျွတ်တို့သာသနာကရောပြိဿအမြဲတမ်းအခုလိုထွန်းလင်းနေပါမယ်လို့ပြောလို့ရပါ့မလားဘာဖြစ်လို့လဲအနတ္တလားအတ္တအနိစ္စလားအနိစ္စမမြဲတဲ့သဘောနဲ့ဒွန်တွဲနေတာအစိုးမရတဲ့သဘောနဲ့ဒွန်တွဲနေတာဆိုတော့ပြိဿရဲ့အဲ့ဒါကိုကျွတ်တို့ကမျက်ခြေမပြတ်ကြည့်ပြီးတော့အရေးကြီးရင်ကြီးတယ်လို့သာသနာကိုအပိဆောင်ရှောက်ရမှာဟုတ်လားရှင်းကအစင်းအနာကိုတော်တွေလည်းဒီလိုပဲဆောက်ရှောက်တာအဲ့တော့ပရိယတိသာသနာဟာတကယ်သာသနာရဲ့ဗဒနာအကျဆုံးနေရာဆိုတာကိုဒီဟိုခိကအကြောင်းလေးတစ်ခုနည်းနည်းပြောပြအဲကြောင့်တရားကောင်းစဉ်တက်တော့ပိဋကစာပေမှာကောင်းလို့ရရများကိုတန်ဆာစဉ်ဟောကြားအပ်တော်လို့ဆိုကျုပ်ကဒီနေ့ဘာသုတ်တမ်းမှမူတယ်မပါဘူးဟုတ်လားကောင်းလို့ရရတယ်ပြောရမှာဒီဟိုခိသာသနာကြီးအလွန်ထုံးကားတဲ့အချိန်တုန်းကသာသနာ့ရဲ့နိုင်ကားတွေညီညီမြမြနဲ့စာပေတွေသင်ကြားပို့ချအံဒကာဒကမတွေလည်းသွမ်းသင်္ကန်းကြောင်းစိတ်ပစ္စည်း၄ပါးတွေအာရပါရထောက်ပံ့လှူဒန်းပြီးတော့သာသနာပြုလာတော့သာသနာကထွန်းလင်းနေတဲ့အချိန်ပြိဿရဲ့သာသနာဆိုတာလည်းပဲရှင်မင်းရဲ့အထက်မှာလားအောက်မှာအောက်မှာပဲတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အောက်မှာပဲရှိတာပဲအုပ်ချုပ်မှုခံထဲမှာအကုန်ပါတာပဲဘာဖြစ်လို့လဲရင်းမြစ်တဲ့ပြည့်ရှင်မင်းဟုတ်လားဟုတ်လားရင်းမြစ်တဲ့ပြည့်ရှင်မင်းဆိုတော့ရင်းမြစ်တဲ့ပြည့်ရှင်မင်းဟာသာသနာကိုအားပေးတယ်ဆိုရင်အားပေးတော့ဘုံဘုံနဲ့ခါတဲ့တက်သွားရင်းမြစ်တဲ့ပြည့်ရှင်မင်းကသာသနာကိုဖိထားတယ်ဆိုရင်ပြပြဝုတ်ပြီးတော့သာသနာပျောက်လို့မတတ်ဖြစ်ခဲ့ဒါသာသနာသမိုင်းမှာညာကြီးပဲဟုတ်လားဒီတော့ဦးဇင်းတို့အဲ့ဒီဒီဥက္ကသာသနာမှာတစ်ချိန်ကဘာဖြစ်ခဲ့လဲတော့စန္ဒာလတိတ်တဆိုတဲ့သဘုံကြီးတောင်းကျမ်းတဲ့အခါဟာသဘုံဘေးကြီးကတပြေးနဲ့တန်ရင်ခိုင်ရင်နဲ့တိုင်းပြည်လုံးပြန့်နှံ့လာတဲ့အခါကျတော့လူတွေမှာကောင်းကောင်းလေးစီးပွားရှာလို့မရကောင်းကောင်းလေးစားဖို့နေအဆင်မပြေဒီတော့စားစရာနေစရာဝတ်စရာအဆင်မပြေဘူးဆိုတော့ဒီတရားဓမ္မတွေအဆင်မပြေဘူးဆိုမှတော့ဒီတရားဓမ္မတွေရဲ့အလှကိုမှီရတဲ့ဘုန်းကြီးတွေကိုပြေပါမှာကိုတော်မှစားစရာမရှိအိမ်ရှိဆောင်းကန်ကြွလာတဲ့ကိုတော်ဘာလောင်းမလဲဘာလောင်းလဲမလာပါလက်သက်ပြထိမှမူပါလို့တပည့်တော်ရိုသေစွာနဲ့ကတော်ဇောင်းလေးကိုလူပါတယ်ဖုံးပေးတော်မူပါကိုတော်လည်းကတော်ဇောင်းမဲ့ရမှာပဲမို့လားဒီတော့သဘုံဘေးကတဖြည်းဖြည်းကြီးများကြီးပြီးတော့ကျေပြန့်လာတဲ့အခါကိုတော်လေးဆွမ်းခံကြွဆွမ်းမရတပတ်နဲ့တပတ်ပြန်လာရင်ကိုတော်ရှင်နေကောင်းလားဟာတရက်ကွက်လုံးပတ်ထားကိုတော်ဆွမ်းလောင်းသိနေရတယ်အကုန်လုံးဖြတ်ကုန်ကြပြီပုံကုန်ကြပြီတပည့်တော်လည်းတဆုပ်နှစ်ဆုပ်ပဲရတယ်အေးကိုတော်တပည့်တော်လည်းကိုပဲရက်ကွက်ဒီရက်ကွက်ပတ်ထွက်လိုက်တာမှပဲပြုံးနဲ့ကစုံရပဲရတယ်ဒီတော့နှစ်ပါးပေါင်းဒါလေးနေပြီးတုတ်ကြဆုံးဆိုပြီးကိုတော်လေးမှာရတာလေးကိုနှစ်ပါးတစ်စုသုံးပါးတစ်စုပေါင်းပြီးတော့မှစောင်းနေအစဉ်ပြေအောင်ကြိုးစားရတဲ့အခါဘုန်းကြီးဆိုတော့လည်းပြိတ္တရဲ့ညနေတာရှိသလားရှိပါဘူးညနေတဲ့အစာပြေစားလို့လည်းမရတာမနဲ့ရတာလေဘဝတောင်းရတဲ့ဘုံမေသုံးဆောင်ပြီးတော့နေလာရတော့ဆာလောင်လုံးလာတော့ဘယ်ခံစားနိုင်မလဲဒီတော့တချို့ကိုတော်တွေကစိတ်ပြောင်းသွားပြီကိုတော်ဒီတိုင်းကြီးကြာနေတော့တပည့်တော်တို့ဆုံးမရတဲ့ပြဿနာတစ်ခုနဲ့မတ်တက်လေသိလိမ့်မယ်ဒီတော့တပည့်တော်တို့ကတော့ကြာမနေနိုင်တော့ဘူးကိုတော်လိုက်မလားကိုတော့ကိုလူမျိုးအရေးတဲ့အေးတာဘယ်မှမရှိပါဘူးဒီမှာပဲပိဋိလေးသားမှာဒီသဘုံမေးသွားတဲ့အချိန်နဲ့ပြီးသွားမှာပေါ့ကိုတော့ကတော့ပြီးသွားမယ်ပြောနေကိုတော့သဘုံမေးကခုမှအချိန်ကောင်းလို့ရှိသေးတယ်ဒီတော့ဘယ်လိုလုပ်မလဲဆိုတော့ကိုတော်တွေလည်းနေခြင်းနဲ့နေတဲ့ကိုတော်တပည့်တော်ပြေးပြီဆိုပြီးတော့တပါးပြီးတပါးပြိတ္တရေကြီးရမျက်လူရရှာလိုက်တာဒီကမှာကအိန္ဒိယနိုင်ငံရှိတော့အိန္ဒိယနိုင်ငံမှာပြည်တဲ့ကိုတော်လည်းပြည်အစိမ်ပြည့်မဲ့ရွာကျိုးအောင်ကျဇနကုတ်မှာကိုယ့်အကိုတင်ဆိုင်စားတဲ့ကိုတော်လည်းစားပေါ့အစဉ်ပြေးသလိုနေရာရှာပြီးတော့ပြေးကြတာဟာတပါးပြီးတပါးရော့သွားလိုက်တာအလွန်သာသနာရောင်တပြောင်ပြောင်ထွန်းနေနေတဲ့တိယသာသနာကြီးကအပါ60ပဲကျန်တော့ပြိတ္တရဲ့အပါဘလောက်ပဲကျန်60
60ပဲကျန်တော့တယ်ဒါကြောင့်သာသနာဟာပြိဿရဲ့ဒါယကနဲ့တွန်တွဲနေတာဆိုတော့တရားဓမ္မတွေအစဉ်မပြေတဲ့အခါသာသနာလည်းအားမလျော့ဘူးအဲ့ဒီအပန်း60ကတော့စိတ်ဓာတ်ပြင်းတယ်ပြိဿရဲ့ဟေးကိုလူမျိုးကိုဘာသာကိုသာသနာနဲ့ပဲနေမယ်ကွာစားစရာမရှိရင်နှစ်နဲ့စားရတာအာယုံဆုံးတစ်နဲ့လျှော့နေဆုံးမယ်စားမယ်ကွာကြိုးစားပါပဲဟုတ်လားတို့ရဲ့ပရိယတ္တိစာပေတွေတော့အမေလည်းမခံနိုင်ဘူးအပြောင်းလည်းမခံနိုင်ဘူးဆိုတော့ကိုတော်ဒီမှာလေရတဲ့ဆွန်းလေးတွေပဲမှီဝဲပြီးတော့တနေ့တနေ့စားပြီးကြက်ရပန်ရတာဘာဖြစ်လို့လဲအဲ့ဒီချိန်ကကွန်ပျူတာမပေါ်သေးဘူးအင်တာနက်မရှိသေးဘူးပုံလေးတိုင်းမရှိသေးဘူးပြိဿရဲ့စားဘယ်ထဲမှာထည့်ထားအုံနောက်တဲ့ထည့်ထားရတာဟုတ်လားအဲ့တော့အုံနောက်တဲ့ထည့်တဲ့စားလည်းစိတ်နဲ့ကြံရင်တခါတလေကြံဒုပရိသစားရတာဒါလေးရွတ်ကြည့်ရတော့မှအမီးမောက်မတက်ဘူးဟုတ်လားသံဃုတ်တွေအထဝိသင်္ဇအထဝိသင်္ဇသံဃုတ်တွေဟုတ်လားဒီနှစ်ခုတွေလေထွက်နေတာအများကြီးပဲဟုတ်လားပြီးတော့ကိုတော်ကြီးစာကျက်ပြီးတော့ရသမျှလေးနဲ့စားရတဲ့အခါစားလည်းမကြက်လို့မကြည့်မေ့သွားမှကြောက်ချက်ချက်တပြင်းတပြင်းနဲ့သဘုံမေးရတယ်ပြီးနိုးနဲ့စောင်းတာပြိဿကြီးမပြီးဘူးမပြီးလေကြာလာလေတိုင်းသူပြည်သားကစောင်းနေအစင်မပြေနေအစင်မပြေတော့မလူနိုင်တော့ကိုတော်လေးမှာဆွမ်းကအရင်တော့ကလို့တတက်တောင်မှဝါအောင်မစားရတော့ဘူးဆိုတော့ကိုတော်လေးလည်းမဖြစ်ဘူးတော်ရက်ပြီးတော့ငပြောသေးရငပြောသေးစားပိနေသေးရပိနေသေးစားကစုံရပြုတ်စားရုံရှိတာပဲဆိုရင်ရတဲ့တိရွက်လေးစားပြီးတော့သာသနာကိုပြုကြတာပြိဿရဲ့ဘလောက်တောင်စားကြကြတယ်ဒီလေသုံးမဝတဲ့အခါကျတော့ညနေဘိုက်တွေစားလာရင်ပူလောင်လုံးတဲ့ကိုတော်ဒီသဲဆက်ရေအိုင်နေနာမှာ60ဒီနာမှာသွားသဲလေးတွေပုံရေလေးတွေဖြန်းတော့သဲလေးတွေအေးသွားတဲ့အချိန်မှာရင်ထဲကပူလောင်လာတဲ့ပတ်စကဝမ်းမီးတွေတတ်တာအဲ့ဒီသဲပုံပေါ်မှာဘိုက်ကိုမှောက်ပြီးတော့ကိုရထားတဲ့စာတွေမိမှဆိုလို့អော်ပြီးချက်ကြတယ်ကဲပရိသတ်ကြီးပရိယတ္တိသာသနာပြုခဲ့တဲ့ကိုတော်ကြီးကျေးဇူးတင်ဖို့မကောင်းဘူးအဲ့ဒီလိုပဲကြက်ကြရတာပရိသတ်ကြီးကြံရင်နဲ့ဟာတရက်ပြီးလို့တရက်မပြီးလို့နဲ့သဘုံဘီးကလည်းကြာသွားလိုက်တာပရိသတ်ကြီးဘလောက်ကြာသွားလဲ12နှစ်ကြာသွားသဘုံဘီးဘလောက်ကြာသွားလဲသေဖို့သာဖြင့်ဟုတ်လားသဘုံဘီးက12နှစ်ကြာသွားပြီဆိုရင်တော့သွားပြီဒီတော့ခေတ္တစနစ်တွေဆိုတာပြောင်းလဲလာရင်ကြောက်စရာမကောင်းဘူးအဲ့အပြောင်းလဲထဲမှာဈာညက်ခံရတာများသောဖြင့်သာသနာပဲဟုတ်လားအပြင်လို့ဈာညက်တယ်ဒီသာသနာဆိုတဲ့ကိုယ်တော်ကြီးသာသနာဝန်ထမ်းယဟန်နေဆိုတာကလေလုံးခွင့်လည်းမရှိဘူးကုံရောင်းခွင့်လည်းမရှိဘူးကကမောင်းခွင့်လည်းမရှိဘူးချဲတိုင်းခံလို့လည်းမရဘူးတပိတ်တိုင်းထောင်လို့လည်းမရဘူးဟုတ်လားဦးရွှေအောင်လို့ရွှေပရိန်နဲ့လို့မရဟုတ်လားအဲ့တော့ပြည့်တယ်ဘာမှလုံးလို့မရတော့တရားဓမ္မကိုမိနေရတယ်တရားဓမ္မကအစဉ်ပြေသလောက်ပြုပြီးတော့မပြေတဲ့အခါကိုယ်တော်သားစရာမရှိဘူးဆိုတော့အစဉ်ပြေပါလားအဲ့ဒါကြောင့်ပြောတာဟောတရားကြီးတရားကစဉ်းစားဒီနေ့တနေ့ကိုဆံလည်းမရှိစီလည်းမရှိစားစရာတော့အစဉ်မပြေဘူးဘယ်ဘုန်းကြီးရောက်သွားအလူသွားပြီးရှားပါမလဲဆိုပြီးတော့အေးရှိခုပြည့်လေးပေါ်မှာအကြံကုန်ပြီးတော့ပက်လက်လန်းပြီးတော့စဉ်းစားနေခွင်လေးကလက်ကုပ်ပြီးတော့တရားကြီးဆွမ်းလူကကြွပါလေဆိုတော့သူတို့ကြတော့လေလွဲတာကွာသူတို့ကြတော့လေလွဲတာကွာသပိတ်ပါလာတဲ့ခုတ်နေတာပဲဟုတ်လားသို့တော်ပြိတ္တရဲ့အဲ့ဒီလိုအစင်မပြေတဲ့တရားနဲ့တွေ့ပြီဆိုတော့ရောကိုတော်လေးရပါမှာမရဘူးအဲ့ဒီလိုပဲတိုင်းပြည်အစင်မပြေတာတွေများလာရင်ကိုတော်လေးသာဝန်တွေအစင်မပြေတော့သာသနာကအကျရော့အဲ့ဒီလိုတဲ့ကိုတော်အာဇာနည်အပါ60ဘလောက်များချီးကျူးဖို့ကောင်းတယ်နေလိုက်တာ12နှစ်ပြည့်သွားတဲ့အခါကျတော့သဘုံမင်းကြီးလည်းပြီးတော့တိုင်းပြည်ငြိမ်းချမ်းသွားတဲ့အခါစောစောတုန်းကတိုင်းပြည်အပြင်ဘက်ထွက်ပြေးသွားကြတဲ့သာဝန်တွေတို့ပြေးသွားကြတဲ့ကိုတော်တွေအကုန်လုံးကလည်းပြန်ဝင်လာပြိတ္တဘယ်ရောက်လာလဲပြန်ဝင်လာတော့ပြန်ဆောင်ကြပြီဆိုတော့တစ်ပါးနဲ့တစ်ပါးကိုတော်ကတော့သောင်းနေအစီအပြောင်းဟိုဘက်နိုင်ငံနဲ့ဟိုဘက်အသက်တွေကြီးတာအဆင်ပြေတာပြေးပါလေကိုတော်ပြေးရတော့ဟုတ်ပြီကိုတော်စာတွေရောမိပြတာမမေးပါဘူးကိုတော်တပည့်တော်တို့လည်းရှိတဲ့စာတွေအကုန်ချက်နေတာညာရင်းပြန်နေညာရင်းချက်နေမိမှဆိုလို့ကဲဒါဆိုရင်တပည့်တော်တို့ပြန်ပြီးတော့တိုက်ဆိုင်ရအောင်ဆိုတာတက္ကိဏမလဇနပုတ်ဆိုတဲ့အရက်မန္တလာယာမကျောင်းတိုက်ကြီးထဲမှာကိုတော်တွေဆုံရပြီးတော့ကဲတပည့်တော်ရွတ်တာကိုတော်ရွတ်တာတိုက်ကြည့်ရအောင်ဆိုပြီးတော့စာတိုက်ကြစာရွက်နဲ့တိုက်တာလားနှုတ်နဲ့တိုက်တာ
လုံးနဲ့တဘာကသုတ်တန်တခုရွတ်လိုက်တဘာကပြန်ရွတ်လိုက်ဟာကိုတော်နဲ့အပူမရှိအလိုမရှိတပည့်တော်နဲ့အပူလည်းမရှိအလိုလည်းမရှိကဲโอเคပြီဒီတသုတ်အတီးပြုကြဆိုတသုတ်ပြီးတသုတ်ဝိနည်းသုတ်တန်ပြီးတပါလေပြန်ပြီးတော့တိုက်လိုက်တယ်ဘိဒ္ဓရေအောဖို့ကောင်းလိုက်တာတဘုံမှာပူတာလိုတာမရှိဘူးဘယ်လိုတွေစွမ်းဆောင်ခဲ့တာလဲတန်ဃာတွေဘယ်တန်ဃာတွေလဲပရိယတ္တိဝန်ဆောင်တန်ဃာတွေဒါကြောင့်ဦးဇင်းတို့ကပရိယတ္တိဝန်ဆောင်ကိုတော်တွေကိုတရားဓမ္မတွေအာယုံမဆိုင်မှာတရားဓမ္မတွေပြစ်ထားမှာသိစိုးရင်ဟုတ်လားဒါကြောင့်သာသနာအရှိခန့်တည်တံ့ရေးမှာဘယ်သူအဓိကလဲဆိုတာပေါ်ပြီလားပေါ်ပြီအဲ့တော့အဲ့ဒီကိုတော်တွေနှစ်ဖက်ပေါင်းပြီးတော့တိုက်လိုက်တဲ့အခါကျတော့ပြီးတော့ဟာတော်သေးတယ်ကိုတော်ကြီးဆန္ဒနဲ့တိုင်းတိုင်းသဘုံမင်းနဲ့တွေ့လို့တပည့်တော်တို့ရဲ့ရာထားတဲ့စာရီကွယ်ပြောက်သွားခဲ့မယ်ဆိုရင်တပည့်တော်တို့မှာဆုံးအမတွေကွယ်ပြောက်သွားတဲ့အတွက်ကြောင့်ပฏิပတ်တိအကျဉ်းလန်းလေးလည်းအမှန်မရနိုင်တော့ပါဘူးရပါမလားပရိယတ္တိစာပေမရှိရင်ပฏิပတ်တိအကျင့်တရားတွေမှန်မှန်ကန်ကန်မကျင့်နိုင်ပฏิပတ်တိအကျင့်တရားတွေမှန်မှန်ကန်ကန်မကျင့်နိုင်ရင်ဖြင့်ပฏิဝေဒနိဗ္ဗာန်နဲ့စိတ်ကူးရင်ဆန်းဆန်းကြီးပဲပြောတဲ့ဘဝရောက်မှာပါဘုရားဘာသာတွေနိဗ္ဗာန်ဆိုရင်တော့မပြောဘူးလားမကြိုက်ဘူးလားချက်ချင်းမသွားကြဘူးလားသွားကြတယ်ဟိုတာဂိတာကြုံကြောက်ဟိုဘာနာချောင်းထဲမှာရှိတယ်သွားကြဟုတ်လားဟမ်အဲ့တော့ပြိတ္တရေနိဗ္ဗာန်နဲ့ပြောမနေနဲ့အဲ့ဒီနိဗ္ဗာန်ကိုဘယ်သူကပို့ပေးမှာဟောဒီပရိယတ္တိသာသနာကဖြောင်းဖြောင်းတန်တန်ပို့ပေးမှာဒါကြောင့်အဓိကကြားတဲ့ပရိယတ္တိသာသနာဝန်ထမ်းတွေဒီမှာကြိုးစားလာလိုက်တာသာသနာကြီးအရှိခန့်တည်တတ်မှုတဲ့စတင်လိုက်တော့ကိုတော်ကြီးဆွေးနွေးပွဲလုပ်ကြတယ်ဟုတ်လားမိတင်ထိုင်ကြတယ်ကိုတော်တိုင်းပြည်ဆိုတာကလည်းဘုလိုမျိုးပဲပိန်လိုက်ပေါင်းလိုက်ငြိမ်လိုက်လှုပ်လိုက်တယ်ရှင်တွေကကောင်းတာမဟုတ်ဘူးကဲပြိတ္တရေတိုင်းပြည်တိုင်းမှာကျွတ်နိုင်ငံပြောတာမဟုတ်ပါဘူးတိုင်းပြည်တိုင်းကိုပြောတာပါအမြဲတမ်းပြိတ္တရေငြိမ်တာကသင်္ခါရလားသင်္ခါရမဟုတ်ဘူးငြိမ်တယ်ဆိုတာပြိတ္တရေသိကြတယ်မငြိမ်ဘူးဆိုတာနော်ဒါကြောင့်ငြိမ်သက်ခြင်းမငြိမ်သက်ခြင်းတိုင်းပြည်ပြည့်ခြင်းတိုင်းပြည်ကောင်းခြင်းဆိုတာလေအမြဲတမ်းဖြစ်ပေါ်နိုင်တဲ့အရာဖြစ်တော့ကိုတော်လေးဆွေးနွေးပြီးအရှင်ဘုရားအခုကြည့်လိုက်12နှစ်အတွင်းတပည့်တော်တို့တွေသာသနာကိုတကယ်အားပြုပြီးတော့ကြက်ခဲမှတ်ခဲလို့ဒီစာတွေအခုအမှန်တမ်းရှိတာဒီတိုင်းပြည်နောက်ထပ်လည်းဘလို့လာမှမသိသေးတဲ့အတွက်အချင်းကြီးကောင်းဆုံးငြိမ်သက်တုံးကိုတပည့်တော်တို့တွေဟောဒီစာတွေကိုပေထဲမှာရေးကြရအောင်တဲ့ကိုတော်တွေပါလို့လေပေစာထဲမှာရေးတာအခုရန်ကုန်သားဆိုသိမှာမဟုတ်ကျွတ်အညာသူညာသားတွေကပေစာတူကြီးတွေကြောင်းကြီးတွေမှာအခုတည်းရှိတယ်ဟုတ်လားအဲ့တော့ပိဋကတ်တွေကိုနှုတ်ကရွတ်တပါပေစာရေးတပါပေစာရေးတော့ပိဋကတ်သုံးဖို့အကုန်လုံးပေစာတူထဲမှာထည့်လိုက်တော့ပြိတ္တရေကျမ်းမာရေးအရာတိုင်းပြည်ချင်းတွေရမကြက်နဲ့မအန်နိုင်ပေမဲ့စာအုပ်ထဲပေစာထဲပြန်ကြည့်ရင်မရဘူးရတယ်အဲ့ဒီမှာကိုတော်တွေရဲ့ရည်ရွယ်ချက်ကောင်းလိုက်တော့အဲ့ဒီကိုတော်တွေအဲ့ဒီချိန်တုန်းကစီမံချက်ကောင်းခဲ့လို့ကျုပ်တို့ဒီသာသနာဒီကနေ့တန်တန်ရှင်းလင်းချင်းနဲ့ခုတွေ့ခွင့်ကြည်ညိုခွင့်ရတာဟုတ်လားအဲ့တော့ပိဋကအက္ခရာတင်အဲ့ဒီမှာသာသနာနှစ်450မှာသုဒ္ဓတန်ခါနာတင်ပြီးတော့ပိဋကစာပေတွေကိုနှုတ်ထဲကနေဘယ်ထဲရောက်သွားပေထဲရောက်သွားတယ်ခုအဲ့ဒီကနေတစ်ဆင့်ကြာလာတော့ပြစ္စမတန်ခါနာတင်တော့ဘယ်မှာတင်ဟမ်ပြစ္စမတန်ခါနာဘယ်မှာတင်မန္တလေးရတနာပုံနေပြီးတော့မှဘသူဥဆောင်တာဟုတ်ပါဘူးဘယ်လိုပဲဘုရားကြီးကပစ္စည်းတွေပါပဲထောက်ပံ့တာပါဥဆောင်တာကဆရာတော်ကြီးတွေဥဆောင်တာပါဟုတ်လားအဲ့တော့အဲ့ဒီမှာဥဆောင်ပြီးတော့အမှန်ကြီးဆုံးဖြတ်ပြီးဆိုတော့ဘယ်ထက်မှအခရာတင်ခဲ့ကြောက်ထက်အခရာအဲ့ဒီကြောက်စာတွေဒီကနေ့မန္တလေးတောင်ရင်မှာဒီကနေ့ဒီရှိဒီတော့သတ္တတန်ခါနာတရောက်လာတော့တစ်ချက်ပါညံ့တယ်ဘာတွေပေါ်လာသတ္တတန်ခါကျတော့စာအုပ်ထဲရောက်မလာဘူးလားအခုတို့ပြိတ္တစာအုပ်လေးအိတ်ထဲလွယ်လေးဟုတ်လားစာအုပ်လေးကိုခါတဲ့ခေါင်းရင်းချပြီးတော့ခုအိတ်ရတာအချက်မပြေဘူးလားကြက်တာတော့မရှိပါဘူးစာအုပ်လေးတွေကန်ခေါင်းရင်းမှာဒါခုပြီးအိတ်ကြဟုတ်လားအဲ့တော့အဲ့ဒီကနေတစ်ဆင့်ဒီသာသနာစောင့်ရှောက်လာတဲ့အခြေခံကိုကြည့်ရင်အဲ့ဒီသုဒ္ဓသံဃာနာတင်တော့ကသန္တာရတိတ်တသဘုံဘီကြားရောက်စဉ်ကကိုတော်ရင်ရဲ့စွမ်းဆောင်ချက်ဒီအခြေခံမဟုတ်ဘူးလား
အဲ့ဒီအခြေခံပရိယတ္တိသာသနာစောင့်ရှောက်မှုကနေဒီကနေ့တန်တန်ရှင်းရှင်းတည်တတ်လာတာအခုတော့ခင်ပြီးတာတော့ CD တဲ့အထိရောက်လာပြီ CD ကနေအင်တာနက်တဲ့အထိရောက်လာအင်တာနက်နဲ့ထိလိုက်အလို့ရှုပ်ကုန်တယ်ဟုတ်လားအဲ့တော့ဒုလိတပြောချင်တာကမြတ်စွာဘုရားရဲ့သာသနာတော်ကြီးကိုအရှိခတ်တည်တတ်အောင်ကြိုးစားလာတာဘယ်သူတွေလဲပရိယတ္တိဘောဆောင်ကိုတော်လေးဒါကြောင့်ဒကာကြီးဥရှိအောင်ကြီးခင်ဗျာကထိန်ဘယ်မှာခင်းပါဟမ်သောတိကာယောကျောင်းတယ်သာသနာ့ဘယ်နှပါးရှိလဲဟမ်တရားခုနပါဟုတ်ပြီအဲ့လိုသာသနာ့ကိုတော်လေးများများကိုအာယုံပြုပြီးတော့လုံဆန်းပါဘာဖြစ်လို့လဲဓမ္မကိုတော်လေးတွေအားရှိမှာပေါ့ပြောမှာပေါ့ဟုတ်တယ်မလားအာလုံးသောဒုရရမဘောသူတော်ကောင်းတွေရှိဘဝကဘုံကံပါရမီကောင်းလာတဲ့အတွက်ကြောင့်ဒီကနေ့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့ဆုံတွေ့ခွင့်ရပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့ဆုံတွေ့ခွင့်ရတာလွယ်လိုက်တာလို့စိတ်ထဲမှာမအောင်မလိုက်ပါနဲ့မြင်မြင်သမျှသင်္ခါရဆိုတဲ့သဘောတရားအတိုင်းပါပဲဒီကနေ့နေအောင်လာအောင်တော့ထုံးနေတဲ့သာသနာကြီးကမနက်ဖြန်ဆိုတာပြောလို့မရနိုင်ပါဘူးရရလားမရနိုင်တဲ့အတွက်ဘယ်အကြောင်းတွေပဲပေါ်ပေါ်ဘယ်လိုအခြေအနေတွေဆိုင်ဆိုင်ငါတို့ရဲ့မြတ်စွာဘုရားသာသနာကြီးကိုရှေ့အစဉ်လာတဲ့ကပရိယတ္တိဝန်ဆောင်ကိုတော်တွေကထမ်းဆောင်လာတာဖြစ်တဲ့အတွက်ဒီကိုတော်တွေကိုအပိဓမ္မာဟိဒီကိုတော်တွေစာကျက်နိုင်မှဒီကိုတော်တွေစာအံနိုင်မှပုံပြီးအခါတွေမတိုးမဆုပ်ပဲနဲ့သင်အံပို့ချတုတ်တင်နိုင်လိမ့်မယ်လို့စိတ်ထဲမှာပြင်းပြင်းခံယူပြီးတော့သွမ်းသင်တာကြောင့်စေပစ္စည်းလေးပါးနဲ့ထောက်ပံ့ပေးနိုင်ရင်အခုကောင်းအောင်လုပ်တော့နောင်ကိုပါဖြစ်မယ်ကောင်းပါလေဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ကြတဲ့အချိန်ဘုံညာဝန္တသာဣတရိယသတိ၆ပြားဘုဒ္ဓဘာနဲ့ပြည့်စုံတော်မူသောဘုရားရှင်ကိုတော်မြတ်ကြီးဤသာသနာအမွေရှိကြဟောဒီသာသနာတော်မြတ်ကြီးကိုဘုံညာဝန္တဝါရှိရှိဘဝသံပါရကဘုံကံကြီးမခုံကြီးမာတဲ့ပုဂ္ဂိုလ်တို့သည်ဗဂတိတုံပြည့်စရာဓမ္မနတ္ဌနာဖြင့်နဝလုံးအောင်ချင်းရောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပံဒီကောင်းစွာမသွေးစွာဆောင်နိုင်ပါ၏ဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေတဲ့ပြိတ္တိမြန်မာနိုင်ငံလူနိုင်ငံသားတွေဘယ်လိုပုဂ္ဂိုလ်တွေလဲဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေဘုံကံရှိလို့တွေ့ခွင့်ရတယ်သူတို့မေဂျွန်ဂျပိုင်းလုံးကအမေရိကန်ကိုရောက်သွားတယ်ပြင်လိုက်တာနှစ်ဦးသုံးနှစ်မျိုးသုံးမျိုးအရှင်ဘုရားရဲ့အရှင်ဘုရားများကြောင်းထိုင်မယ်ဆိုရင်တပည့်တော်ကြောင်းလှူခြင်းတို့ပါဟာကြောင်းလှူခြင်းတာဟုတ်ပြီကြောင်းကြီးပေါ်မှာကျုပ်ကနေပြီးတော့ကျုပ်တပည့်လည်းတပါးမှမရှိကျုပ်ဆောင်းဆောင်းကိစ္စကြတယ်ဘလို့အဆင်ပြေမလဲဟာဘုံဘဝလည်းတပည့်တော်စနေတနင်္ဂနွေကျရင်ဘုံဘဝတော့9ရက်စာချက်ပြီးတော့ရေခဲတစ်တာထဲမှာလာထည့်ပြီးတာပဲဟုတ်ပြီရေခဲတစ်တာကြီးကကျုပ်ကိုကတ်ခဲ့ဗျာကတ်တော့ကျုပ်ကဘလို့စားမလဲအဲ့ဒါတော့ဘုံဘကိုယ့်အကိုတွေးစားပေါ့တော်ပြီလို့ဟုတ်လားအသက်30ကျော်တော့လေအိန္ဒိယကိုယ့်အကိုဈေးဝယ်ကိုယ့်အကိုချက်စားထောက်တာဝဲရလို့ဓမ္မဂတိကဖြစ်တော့လေခင်ဗျားတို့ဒီမှာဟင်းနှွေးစားအောင်မယ်ဆိုလုံးမဖြစ်သေးဘူးဟုတ်လားပြိတ္တရဲ့ဟိုမှာသာသနာနဲ့ထိတွေ့ဖို့ရပြီမယ်ကိုယ့်အတွက်ကိုရှာရဖွေရတာတရားတရားလည်းကောင်းရတယ်လူလည်းလူကျင်ရတယ်သို့တော့ဘုန်းကြီးနဲ့တနေ့တစ်ခါတွေ့ဖို့မပြောနဲ့9ရက်တစ်ခါတွေ့ဖို့တော့သူတို့မှအချိန်မပေးနိုင်ဘူးဟုတ်လားအခုကျတို့ခင်ဗျားတို့တွေ့လို့မလွယ်ဘူးလားလွယ်လိုက်တာမှလွယ်လွန်းလို့ပြက်ဆောင်ကိုထိုးတဲ့ဘဝရောက်ဟုတ်လားအဲ့တော့ပြိတ္တရဲ့သာသနာနဲ့ထိဆက်ခွင့်ရပြီဆိုတဲ့ကပစ္စည်းဥစ္စာကိုဒုတိယထားလိုက်ပါသာသနာနဲ့တွေ့ခွင့်ရတဲ့ဒီနိုင်ငံမှာလူဖြစ်ရတာဘုံကံမကြည့်ဘူးလားပစ္စည်းဥစ္စာကနေတာများတာနဲ့ဆိုင်တဲ့ပြိတ္တတွေလှူတဲ့တန်းနဲ့တရားတရားပြတ်သားရင်ငပြောဒီတစ်လုံးဟာလည်းပဲငပြောခိုင်ကြီးတော့စေတနာထားတဲ့အကျိုးမရဘူးရတယ်ဒီတော့အားလုံးကိုပြောချင်တယ်ဘုံကံရှိလို့ဒီနေရာမှာသာသနာနဲ့တွေ့ခွင့်ရနေပြီဒီသာသနာလွယ်လွယ်တည်ထောင်လာတာမဟုတ်တဲ့အတွက်ဒီဘုံကံရှိတဲ့ဘုံကံကြီးတဲ့သာသနာကြီးကိုဒုပရိသတ်ကဒီတိုင်းပြစ်မထားပါနဲ့ဘာလို့ရမလဲဆွမ်းနဲ့မပင်မစေနဲ့သင်္ကန်းနဲ့မခက်ခဲစေနဲ့ကြောင်းနဲ့မခက်ခဲစေနဲ့ဆေးနဲ့စောင့်ရှောက်ပေးပါတဲ့အဲ့ဒီလိုသွန်သင်္ကန်းကြောင်းစေပစ္စည်းလေးပါးနဲ့စောင့်ရှောက်ပေးနေတာဒီပင်လည်းဒုပရိသတ်သာသနာပြုနေတာပါပဲဟုတ်တယ်မို့လားအဲ့တော့ဒုပရိသတ်ကသာသနာပြုတော့ဆွမ်းတော့ပဲတူရတာသင်္ကန်းတော့တူရတာတကယ်ပင်ပင်မမကြက်ရတာဘယ်သူတွေကြက်ရတာကိုရိုတွေကစာကြက်ရတာပါကိုရိုတွေကစာကြက်တော့ကိုရိုတွေကြက်တဲ့စာဒုပရိသတ်လိုက်ကြက်နိုင်တယ်
Piji Benedoshi. Oh, daughter, Saturday, get Benedoya. Huh? Don't got it. Maybe me one and the me one and you people, including Manado. Me now, under the government, what I do, challenge I be, and now the Guano, Medal, oh, they Hana. I didn't know you did a Guapo when Divo, doing that in Chimana, the Yutan, and Medal, what I do, including Manado, don't know Yama. Go, Jara, you don't do Jara. Colleasia of you, Mammy. Hold on, me or me don't, Jaja, hold on, me or me don't, Jaja. Go, Jara, very decent to do there. The don't know, Maneja, oh, my bigger don't, Yago, Jade, Coroni, Preda, Suyara, Josiah Magamona. Ha, and I be, Preda. Holly, Dana, Yagi, Dana, Shin, Tita, Lily, Dodara, Mabang, Mimi, Dana, Dina, Bavana, Gomorigo, Side, Yuji, Chaban, Yalini. Tana Biro, Dila, Jume, Dila, Biro, Bavana, Jume, Bavana, Sakana, Nemanja, Boya, Libana, Ditame, Soyen, Pati, Wida, Tarana, Sore, Liban, Chamba, Mayana. He don't down in a Liban Chana, Bolene, Tea, down, Masho, Breda, Soya. Liban, Baboya, a chicken, Tadana, Tivo, Badu, Social. Riyadi Sadena Korori, Yamyali Sanshamba. He don't go so long like the Korori, Ayo Duty, Breda, Jama, Sana, Ela, Yola, Pada, and Nina Hoya. Mahu, Breda. Go Sani, Uyabia, Sony, Lulaya, Korori, the Nile Kono, Tamai, Dinilo, Patamana, Omi, to the Atania, Megalabasina. Era be, you know that you will do that. The Garagamara, Yamia, Kriusai, Eddie Ego, Toy, Janet, a chamber, Jahu, Breda, all the Indian Twaka, Nina, I did my Jelly swam about John, America, Omyamo, and Otuka. Tia, some would pick a little now, some more to that, Hana, and I did my idea. Queen Lee, Udeli, Tamiwe, Chini, Aumi, only the my Mamuzo, Yoja, Mandinga, only the my Uzen Sagaya, Joe Tinija, Majoy, Manica on a wedding, Joanna. Hello, Brenda, Guru Nidi, Swanka like the Lucinia, Swango, Sabino, Alagasana, Nina, Mohopa, Malonina. Sajani, they are truly the Kugudo, Lonina, Todo, Guru Abioni, Mama Mulude Guru, Yai Vare Guru, Oma Bidi, Male, Bolo, Male, Vivare, Dobe, and Babionia. Yo, Ayare, Avana, Breda, Mashibu, Judoga, Manibu, Sidi, Hana, Shiva, Breda, Tana, the Asia, Jona, Hema, Arilo, Bezozo, Yoduga, Loaded, Lingava, Mabana, Lingava, Gidio, Eddie Diago, Ha, Zodiga, Yoga, Kurori, the Gama, Moloma, doing it, was a good loner. Say that no, Breda. Go a Madame Naya, Naya, Nine, Golomba. Go not the video, Breda. A Golom Viva, the videos, John later, Joy, Viva Bar. Hey, the very time, Manine, Sunday night and I, Manine, I don't say, Yamala, Chayena. A video that one day, get one minute of Yomia, I mean, yesterday, Tachama, Jamaku, Kola, Remuda, Shino, Yogi, yesterday, oh, the hall, Breda. She had added by Jabby, Noga, Garden, or Gama Muna. Go die the Mizo, Breda. I out there, she had a Masura, don't know about it. Tana, the area, Nava, Para, Lona. That's what I'm going to do. Sura Moba, Osama Juda, Shime, the Goya Diamond, Shime, the way they come down and down Shime, the love best Shimama. Hold he don't bring a county very cheap or a sorry machine, a county go Chile Lotion, a county Tramana. A county Soji. Eddie Jonega, Gloria, Balulu Babia, Bolu, Babia, Cheno Babia, Nano, Tolo Babia, Yobe, Matolo, Tolia, Lemon Tania, Gloria, even.
ဟုတ်တယ်ဟုတ်တယ်ဘာမှကိုယ့်ကိုယ်တော်မှကာမလေးတကယ်ဝယ်ဖို့မနေကိုယ့်ကိုအကျော်လေးတခုဝယ်စားဖို့မနေနေရတဲ့ကိုယ်တော်တွေဆိုချဲထိုးဖို့နေတာပြိတ္တရေဒိုင်တော့မှအဲ့ဒါဒိုင်ကြီးလို့တော့ပြောတယ်ရာတို့လည်းဘာမှလည်းထိုးရမရှိပါဘူးငိုတော်ပြလိုက်အောင်ဟုတ်လားအဲ့တော့ပြိတ္တရေမကောင်းတဲ့ကိုယ်တော်တွေမကြည့်နဲ့လေကောင်းတဲ့ကိုယ်တော်တွေကြည့်ရင်သာသနာပြုရတာအဆင်မပြေဘူးလားကဲခင်ဗျားတို့ဈေးထဲမှာသွားမယ်ဗျာကျက်တော်ရောင်းတဲ့ဒကမာကြီးကကျက်တော်လေးကအိတ်ကြီးလိုက်ဖောက်ပြီးဖြားပေါ်မှာပုံပေးလိုက်မယ်ကဲချိန်ရမယ်ဆိုတဲ့အခါခင်ဗျားတို့တွေ့တဲ့ကျက်တော်ကိုကောက်ချိန်တာပါရေးဝိုင်းပြီးတော့အခွန်မကျွတ်သေးတဲ့ကောင်းတဲ့အလုပ်တွေပဲရွေးပြီးတော့ယူတာကိုယ်ဝယ်တဲ့ကျက်တော်ရတော့ကောင်းတာရွေးဝယ်ပြီးတော့ဘုန်းကြီးကြည့်တဲ့အခါကျတော့ရောချတယ်လို့ပြောတယ်ဟုတ်ပါမလားအဲ့တော့ကောင်းတဲ့ကိုယ်တော်တွေရွေးကြည့်သာသနာမှာကြီးညိုစရာတွေမတွေ့ဘူးလားပြောချင်တာကသာသနာမှာနေတဲ့ကိုယ်တော်တွေဒကာဒကာမရဲ့ဆုံးကိုအလကားစားနေတာမဟုတ်ဘူးဘုရားကလည်းအလကားစားခွင့်မပေးဘူးဘယ်လိုအ ਨੇ ဆုံးဆွမ်းသင်္ကန်းကြောင်းစီပြည့်စည်လေးပါးကိုပြည့်စုံခဏဆင်ញင်ပြီးတော့စားမစားရင်မင်းတို့ဣနာပရိဘောကကျွေးတင်တဲ့အစာကိုစားတာပဲဒီဘဝကမင်းတို့စားတာနောက်ဘဝကျရင်မင်းတို့ပြန်ဆက်ရမှာလို့ဘုရားကဟောခဲ့ပြီးတာပြီးတော့မကြောက်ကိုယ့်ကိုစားဖို့သူမကြောက်လို့စားသူခံရမှာပဲကျွေးရှိရင်ပြိတ္တမဆက်ရဘူးလားဆက်ရတာပဲပြီးတော့ကိုတော်တွေကအဲ့ဒီလိုမဟုတ်ပါဘူးရလာပြီဆိုတဲ့ကဦးသိန်းတို့ကိုဒီပင်နေမဲ့ပြိတ္တတွေဒကာဒကမတွေရှိရအလူများများရမေတ္တာပို့ရတာဟုတ်လားကျွတ်တို့မေတ္တာပို့တယ်လို့ကြံတဲ့ကိုတော်ရောမေတ္တာမပို့ဘူးဘယ်လိုပို့လဲဟမ်အရှိရနဲ့ရှိတော်လို့ပို့တယ်ဘယ်လိုပို့လဲဘေးရန်ခတ်သိမ်းပို့တယ်မပို့ဘူးတာဂိတမှာမပို့ဘူးဘယ်တော့မှပြောစရာကောင်းတယ်ဟုတ်လားအဲ့ဒါကျွတ်တို့တာဂိတအဲ့ဒါကြောင့်ကျွတ်ကဝမ်းသာတယ်ဦးအစားတော့တာဂိတရောက်တာငါခြောင်နေလို့အောင်မိတာအောင်မနေအဲ့ကြောင့်ကျွတ်ကကျွတ်တို့မာယကောင်းတယ်ကျွတ်ကဘယ်မာယကလည်းမလင်းနိုင်ဘူးနိုင်လည်းမနိုင်နိုင်ဘူးဘာဖြစ်လို့လဲကျွတ်တို့တာဂိတတော့အေးချမ်းချမ်းပြီးသွားတာဘယ်မျိုးနဲ့မှမရှိဘူးဟုတ်လားထိကလေးဆိုရင်တော့နည်းနည်းတော့ကြားတယ်ကျွတ်တို့ပြောတယ်ဘာမှမကြားတော့ငြင်းငြင်းပြီးသွားတယ်ကဲစိတ်ချမ်းသာဖို့မကောင်းဘူးအဲ့ဒါတော့မှမလေးအမျိုးမျိုးအတန်နေပြရတာမလေးဘုံဘုံဗျာဘုံဘုံညခေါ်တော့ဘယ်လိုကခေါ်မှာတော့ဟုတ်လားစိတ်ကတော့သူတို့တော့ခေါ်မှာမဟုတ်တော့ခင်ဗျားတို့တတိထားခေါ်တဲ့လူပိုင်းတော့လိုက်သွားမှာဟုတ်လားအဲ့တော့ပြိတ္တကြီးပေါက်တက်ကြီးခေါ်လာဟာတာတွေမများဘူးလားများလိုက်တာဟုတ်လားတယ်လီဖုန်းနဲ့တမျိုးဒုက္ခနဲ့တမျိုးကျတော့စိတ်တို့ဟေးမြင်ရင်ကြောင်းလာကြည့်လိုက်ဟုတ်လားသူတို့ကတယ်လီဖုန်းနဲ့ပြောလိုက်ဒူဂျုံနဲ့ပြောလိုက်တယ်ဘာမှလည်းဟုတ်တာမဟုတ်ဟုတ်လားဒါကြောင့်ပြိတ္တကြီးငြိမ်းချမ်းတဲ့နေရာကိုရနေပါလေရမနေဘူးလားငြိမ်းချမ်းတဲ့နေရာရတဲ့ကိုယ်တော်တွေငြိမ်းချမ်းတဲ့အလုပ်တွေလုပ်နေတာကိုလောင်တဲ့အလုပ်တွေလုပ်နေတာငြိမ်းချမ်းတဲ့အလုပ်တွေလုပ်နေတာဒီတော့ဒကာဒကမတွေလူတဲ့သွမ်းကိုဖုံးပေးပြီးတော့ဇာရီတင်သံမေဝရီအောင်တရားဓမ္မတွေအားထုတ်တရားတွေတွေ့ခဲ့ဒကာနဲ့ဆရာညီညွတ်လိုက်တော့ဒီလိုရညီညွတ်နေဒီသာသနာပြိတ္တတွေအရှိခတ်ပြီးတော့တိတတ်မသွားနိုင်ဘူးဒါကြောင့်ပရိယတိသာသနာကကိုတော်လေးတွေကိုလည်းပြစ်မထားပါနဲ့ပြန်သွားတဲ့ကိုတော်လေးတွေပြန်ကြွဖို့ပြင်မှာဟုတ်လားအကုန်လုံးလည်းငြင်းညမ်းသွားပါပြီတို့ပရိသတ်ကအစားတော့တော့ပရိသတ်ဘုန်းကြီးတွေလည်းကြွကုန်ကြပြီစိတ်တော်မချမ်းသာဘူးလူစရာဘယ်လိုဆွမ်းသောမှတော့မသိဘူးရှောက်ပြောနေတာကြွလာတဲ့ကိုတော်လေးကြွပါပြီဆိုတော့လည်းလောင်းတာကြွလာကြပြီလားဩတမန်တပြည့်လို့မလာသေးဘူးနော်တော့မလာမယ်နော်ဟုတ်လားသူတို့ကြတော့မလာမယ်နော်ဘာမှမဖြစ်ဘူးလာခဲ့အေးချမ်းချမ်းပဲဆိုအိုးမလာဘူးဟုတ်လားအဲ့ဒီကသိလိုက်တယ်ဩငါကိုတော်လေးတွေငါချော့ပြီးထိနေတာမိုင်းတာလုံးဝဘာမှမဟုတ်ဟုတ်လားပျောက်တော့သူတို့ပဲပျောက်ပြီးတဲ့အခါသူတို့ပဲကြောက်ကြတယ်ဟုတ်လားအဲ့ဒါကြောင့်ပြိတ္တကိုတော်လေးတွေအလကားအိတ်မလေးပါဘူးမေတ္တာဘာဝနာဟုတ်လားဒကာရမရဲ့ဆွမ်းကိုမေတ္တာပို့ပြီးတော့မှဖုံးပေးသုံးဆောင်နေပါလေအဲ့ဒီလိုတမန်ကြောင့်လည်းခုခေတ်ကရှိခဲ့ဘူးလားအယမိတ်တဆိုတဲ့အရှင်မြတ်တစ်ပါးလိုင်ငူထဲမှာတရားဓမ္မအားထုတ်ပြီးတော့ကိုတရားကိုအားထုတ်အလုံးနီးတဲ့ရွာတရားမှာဆွမ်းလာတော့သူဆွမ်းကကြွတဲ့အိမ်ကလည်းပဲသူဆင်းရဲဘုဆိုးမသားမိအိမ်ပါပဲသို့တော့ဘုဆိုးမဆိုပေမဲ့ဒီကိုယ်တော်တစ်ပါးကတော့စေတနာထက်ထက်တန်တန်နဲ့လောင်းပြီးတော့ဒကမာကြီးကသားအရင်လေးပမာချစ်ခင်ကြီးညိုပြီးတော့လောင်းတယ်တတိဒကမာကြီးကတော်တဲ့ကိုစောစောစီးသွားမယ်ဆိုတဲ့အခါကျတော့သူ့သမီးလေးကိုမှားနေဒီအချိန်မှာလည်းအယမိတ်တဲ့အရှင်ကလည်းပဲဆွမ်းကန်ကြွားဖို့အိမ်သားလေးကိုကတ်လာတဲ့အချိန်သားမိတွေကပြောတဲ့စကားတွေကြားရင်အသာရဲပြီးတော့နားဆွင့်သမီးနေအကောင်ကသားကြီးများဆွမ်းကန်ကြွားလို့ရောက်လာမယ်ဆိုရင်ဆံဟောင်းလေးအမေနှစ်ချို့ဆံလေးသိမ့်ထားတာရှိတယ်ကွယ်အဲ့ဒီနှစ်ချို့ဆံလေးနဲ့ထောပတ်စီဦးလေးကိုရောပွေပြီးတော့ထောပတ်ဆွမ်းလေးကတ်ပြီးတော့
သမီးကုသိုလ်ယူပါကွယ်ငါသားကြီးတရားဓမ္မချမ်းချမ်းသာသာအားထုတ်နိုင်အောင်လုပ်ပေးပါအမေကမှာပြီးတော့သမီးကအမေပဲတော့အမေတောသွားမလို့အမေဘာစားပြီးပြီလေအမေတော့မနေ့ကကြံတဲ့ထမင်းကြမ်းလေးနဲ့ပုံရိပ်ကြီးဟင်းလေးပဲစားလိုက်တယ်ဟောသူစားတော့ဘာစားထမင်းကြမ်းနဲ့ပုံရိပ်ကြီးစားတယ်ယဟန်တော်ကဘာလောင်းခိုင်းထောပတ်ဆွမ်းလောင်းခိုင်းတာဒီတော့ဒါဆိုရင်သမီးအမေနေ့လေစားတော့ဘာစီစဉ်ရစီစဉ်မနေတဲ့သမီးအမေတော်တွေကဟင်းသီးဟင်းဘက်တွေခုလာပဲပြန်ရောက်မှစပွဲနဲ့ကြိုပြီးအဲ့ဒါလေးပဲစားကြတာပေါ့ရာတရားအားကောင်းတော့ကိုစားတော့စကွဲသမင်ပုတ်ကြီးကြီးရင်စားတယ်တန်ခါကိုလှူတဲ့အခါကျတော့ထောဘက်ဆွမ်းကိုလောင်းတာဒီတော့ဆွမ်းအလူခံရမယ်အယမိတ်တအရှင်ကထိတ်လာတယ်အိုးကြည်စားဘာသွေးမှမတော်ဘာသားမှမဆက်တဲ့ငါ့ကိုကြတော့ဦးပြပြထောဘက်စီဦးနဲ့နှစ်ချို့ဆန်ကိုချက်ပြီးတော့ကတ်ခိုင်းတယ်သူတို့သားပြီးရတော့စကွဲသမင်ကိုသခင်လေးဟင်းရနဲ့ကြိုပြီးစားကြမယ်လေကိုပြန်မေးတယ်ဟဲ့အယမိတ်တာဒီလောက်ထက်တန်တဲ့တရားဓမ္မတွေနိဗ္ဗာန်ရှိမှန်းပြီးတော့လှူဒန်းတဲ့ဆွမ်းကိုမင်းစားဖို့တန်ပြီလားကိုမေးထက်တန်တဲ့တရားတရားနဲ့လှူတဲ့ဆွမ်းတွေမင်းမတန်ဘူးဆိုရင်မင်းအတွက်ကြွေးကြီးမာလိုက်တာမင်းကိုစဉ်းစားစမ်းဆိုတော့အယမိတ်တာအရှင်ကဘာတရားတူတရားမြတ်မှမရနိုင်ဘူးသူတို့ကဖြူဖြူစင်စင်နဲ့နိဗ္ဗာန်ရည်မှန်းပြီးတော့ကတ်တာငါကတရားတူတရားမြတ်မရပဲစားရင်တော့ငါခံရလိမ့်မယ်ဆိုဆွမ်းတယ်မကြွတော့ဘူးပြိတ္တကြီးနောက်ကျောင်းပြန်လှည့်သွားနောက်ကျောင်းပြန်လှည့်ထန်တန်တဲ့တရားတရားကလည်းအားကောင်းနေတယ်ဖြူစင်တဲ့သီလကလည်းရှိထားတဲ့အခါကျတော့အဲ့ဒီမှာကျောင်းမှာတရားဓမ္မကိုချက်ချင်းအားထုတ်လိုက်ပါရမီကလည်းနှိုးဆော်ပေးလိုက်တော့ပြိတ္တကြီးအယမိတ်တအရှင်မြတ်မဉ္ဇဉ်ဘုံဉ္ဇဉ်ကိုတဆင့်ပြီးတဆင့်ရလိုက်တယ်အဲ့ဒီနေရာမှာပဲကိလေသာကင်းတဲ့ယဟန္တာမထေရမြတ်ဖြစ်သွားတယ်ယဟန္တာမထေရကြီးဖြစ်သွားပြီးစိတ်တည်ရုပ်တည်ကြည်လင်လန်းဆန်းလာပြီဆိုတော့အချိန်ကိုကြည့်လိုက်တဲ့ဟာဆွမ်းခံဖို့အချိန်ကြံသေးတယ်ဆွမ်းခံကြွားလို့ရသေးတယ်ပြိတ္တကြီးမလုပ်ဖို့ရသေးတယ်ဆွမ်းခံကြွားဖို့ရသေးတယ်ဆိုတော့ကိုတော်တပိတ်ပြန်ဆွဲပြီးတော့စောစောကနေ့စဉ်လောင်းနေတဲ့မိခင်နဲ့ညီမနဲ့တူတဲ့ဒကမာကြီးတွေအိမ်ကိုပြန်ကြွားပြီးတော့ဆွမ်းခံသွားတာကိလေသာကင်းတဲ့မျက်နှာဆိုတော့ကြည်လင်လန်းဆန်းပြီးတော့ဝင်ပါအဲ့တော့ဟိုကလည်းပဲဆံဟောင်းလေးနဲ့ထောပတ်တမင်းလေးချက်ပြီးစောင့်နေတော့အိုးဒီနေ့ငါအကိုဘုန်းကြီးမျက်နှာကြည့်ရတယ်ကိလေသာကင်းနေတဲ့ဒီနေ့မျက်နှာကိုကြည်လင်ဝင့်ပပြီးတော့ပြုံးချိုးနေတာပဲလို့လေအာယုံထဲမှာပေါ့အမေသားလေးလည်းပြောပြလိုက်တဲ့အခါကျမှပြိတ္တရဲ့သားမိနေအောင်ကြည်နူးကျင့်တတ်လိုက်ရတာဩတို့မရှိမဲ့လေးနဲ့လောင်းလူနေတဲ့တန်ခါဟာသူရှာနေတဲ့တရားလူတရားမြတ်ရတော်ပြီဆိုတဲ့အသည့်ဟာပြိတ္တရဲ့တသက်လုံးပိဋိပွားလို့ကုန်နိုင်မှာမကုန်နိုင်ဘူးဒါကြောင့်မိမိတို့ပံ့ပိုးနေတဲ့သံဃာတော်အရှင်မြတ်တွေဟာလည်းပရိယတ္တိဝန်ဆောင်ဆိုရင်လည်းမိမိတို့ရဲ့ဆွမ်းကိုအလှခံပြီးတော့အချင်းကြီးဖုံးပေးနေတာမဟုတ်ပါဘူးစာပေတွေကြက်အံနေပါတယ်ဒီကိုယ်တော်တွေစာပေတွေကြက်အံနေသမျှကျွတ်တို့သာသနာဘယ်တော့မှကွယ်အောင်လုပ်လို့မရဘူးဘယ်တော့မှမကွယ်ဘူးဒါကြောင့်သာသနာပြုပုဂ္ဂိုလ်အစစ်တွေဖြစ်အောင်ပရိယတ္တိဝန်ဆောင်ကိုယ်တော်တွေကိုပစ္စည်း၄ပါးနဲ့ထောက်ပံ့ပေးပါပฏิပတ်တိတရားဓမ္မအားထုတ်တဲ့ကိုယ်တော်တွေချမ်းသာသာတရားအားထုတ်နိုင်အောင်စီမံဆောင်ရွက်ပေးပါအဲ့ဒါဆိုရင်သာသနာကြီးနေရောင်နာရောင်ပမာထွန်းလင်းနေတာဒီနောက်ထပ်တစ်ပေါင်း2500ပေါင်းလို့ရနိုင်ပါတယ်မရနိုင်ဘူးလားအဲ့ဒီလိုမှမဟုတ်ပဲဒုဒကာဒကမတွေကမသိဉာဏ်အောင်ဆောင်ကြောက်တယ်လို့ရွံ့တယ်လို့ဆုံးမဖို့ရဲတယ်လို့လုပ်နေရင်တော့ကိုတော်လေးတွေစိတ်ကြီးနဲ့တော့ပြန်ကြာတော့ဘိုးလူထွက်တာကောင်းပါလေကွာဆိုတပတ်ထွက်ထွက်သွားရင်ပြိတ္တကြီးသာသနာကြီးရော့မသွားနိုင်ဘူးလားအေးဒါကြောင့်ဒီသာသနာကြီးအရှိခတ်တည်တံ့ရေးအတွက်ဘယ်သူပဒါနာပရိယတ္တိဝန်ဆောင်ကိုယ်တော်တွေဗဒါနဖြစ်တဲ့အတွက်ကြောင့်ဒကာကြီးဥရွှေအောင်တို့မိသားစုတို့ပဲကျန်တဲ့ဒကာဒကမတွေနဲ့ပရိယတ္တိသာသင်တိုက်တွေကတန်ဃာတော်အရှင်မြတ်တွေကိုမိမိတို့ရဲ့စွမ်းအားရှိတဲ့စွမ်းအားတွေကိုအကုန်ထုတ်သုံးပြီးတော့စွမ်းတဲ့အကြောင်းစီပစ္စည်းလေးပါးနဲ့ထောက်ပံ့ပေးပါလို့တိုက်တွန်းပါတယ်ဟုတ်လားဘေကဝေပရိသတ်လေးပါจิตသားจิตမိတော်သာတော်နှလုံးပြောပြောဩသူတော်ကောင်းတို့ဘုံရဝန္တသာဣတရိယသတိ၆ပြားဘုံသဘာနဲ့ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏သာသနာအမွယ်ရှိဖြာဟောဒီသာသနာတော်မြတ်ကြီးကိုဘုံရဝန္တဝါရှိရှိဘဝတမ္ပါရကဘုံသာကံထူး
ရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့မှသာလျှင်ဗဂနိတုပစ္စယဓမ္မနထာနာဖြင့်နဝလုံးလုံးချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလဗန္ဒီကောင်းစွာမသွေဆွမ်းဆောင်နိုင်ပါ၏ဘုရားဝန္တတာဣန္ဒရိယသတိ၆ပြားဘုရားနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသာသနာအမွေရှင်းချဟောဒီသာသနာတော်မြတ်ကြီးကိုဘုရားဟောနမပုံညာရှိရှိဘဝတမ္ပါရာကဘုံကံရှားပါခုံလွန်ပါတဲ့ပုဂ္ဂိုလ်တို့သည်ဗဂနိတုပစ္စယဓမ္မနထာနာဖြင့်နဝလုံးလောင်းချီးမြှောက်ထောက်ပံ့ဖို့ရန်ကရဟစီတရားတက္ကတခြင်းကလေးများနတပရိနလပန္တိဘေလိုနီးနဲ့မှမရရှိနိုင်ကြလေကုန်သတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနသုနေတံဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါဒထာသာရောတရားနာနာကြပါတဲ့ရတနာမပေါင်းသူတော်ကောင်းတို့ဒုံမေတင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျားပြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာအမွေရှိပြဟောဒီမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ရတဲ့အချိန်မှာသာသနာရှင်တော်မြတ်ဘုရားဟောကြားခဲ့တဲ့ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာလို့ခေါ်တဲ့အမွေရှိပြဟောဒီသာသနာတော်မြတ်ကြီးနဲ့ဆောင်ရတဲ့အချိန်ကံညာဝရိယသုံးပါးညီများစွာကြိုးစားကြရင်ဖြင့်အာလုံသောဒုက္ခဓမ္မတွေရဲ့စွမ်းအားတက်လာတဲ့စီဝါဥစ္စာတွေသည်သာသနာတော်ပေါ်မှာတကယ်ကိုအာရပါရထောက်ပံ့လှူဒါန်းနိုင်ဖို့ရန်အတွက်ရည်သားဟောကြားအပ်သောဤတရားဒေသနာတော်မြတ်ကိုသူနေကံဝါကောင်းစွာယုသေနာကြားကြကုန်ပြည်သည်ဖြစ်၍အဘိနန္ဒနာစေတေနာအလွန်နှစ်သက်ရှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်ငါတို့ကတော့သူမလာမချင်းဆောင်ပြီးတော့မျောလိုက်ရတာရောက်လာပြန်တော့တဏှာကြီးခွဲလေးဟောပြီးပြီးတော့ရည်ဖြစ်ပြဲနဲ့ပြန်တော်မယ်လို့တရားနှစ်နာရီမပြည့်လို့သကောစကားပဲလို့စိတ်ထဲမှာအာမလို့အာမရနဲ့အတင်းပြောကြရအောင်မယ်ဆိုရင်ပရိသတ်ရင်တော်ရန်ပြီးတော့လည်းမပြောကြနဲ့မနှက်ဖန်ဆိုတာရှိသေးတယ်ဓမ္မဂတိကကိုတော်ဆိုတာသူအားတွေ့ရင်လည်းနှွှဲလိုက်တာပဲသူအားမတွေ့ရင်လည်းပဲဖြေလိုက်တာပဲတဲ့ဒါကြောင့်ဟောဒီကိုတော်ကိုတော်ရန်အပြစ်မတင်နဲ့အတင်းပြောတာကြရင်မနှက်ဖန်3နာရီနဲ့တိုးနေအောင်မယ်တဲ့ဒါကြောင့်သူလည်းတတ်တာငါတို့လည်းတတ်တော့တတ်တာဟောဒီသာသနာပြုလုပ်ငန်းတနာရီခွဲလေးနာရတာဖြင့်သာသနာမှာဘယ်သူအဓိကလဲဆိုတာငါတို့သိလိုက်ပြီဒါကြောင့်ဒီကနေ့ကသပရိယတိကိုတော်လေးတွေကိုငါတို့ကြိုးစားထောက်ပံ့မယ်လို့ကြည်ကြည်လေးလေးရွှင်ရွှင်ပြပြဝမ်းသာတဲ့စိတ်ထားရှိကြကုန်သည်ဖြစ်၍သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထားသုံးကြိမ်သုံးဝါနှုံမြထား၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသတည်းရပြီတော့များအစီအစဉ်နံပါတ်4အရာအလူရှင်များဖြစ်ကြတယ်ဓမ္မသဘင်လူရှင်ဖြစ်တဲ့ဥရွှေအောင်ဒေါ်အေးမှာသမီးမတ်စွန်ပွင့်အောင်ဩစတြေးလျနိုင်ငံနဲ့တာကြီးကိုဆွဲမအောင်သမီးသဇင်ပွင့်အောင်ရွှေမိုးကောင်းရနာလုံငန်းနဲ့ SC ရှူရိန်အဖွဲ့သားများစုပေါင်းပြီးတော့ဓမ္မသဘင်မှာဆရာတော်ဘုရားရဲ့ပစ္စည်းလေးပါအတွက်ကျောင်းသင်္ကန်းဆွမ်းစေအထူးအဖြင့်တော့ဆရာတော်ဘုရားလက်ရှိဒီမှာသမုဒိကံဆောင်ဝါဖြစ်တဲ့ဝိတုံကမတိတ်ဖြစ်စေဒီလိုတို့ဥရှောင်းတော်ရေးမှာတို့နဲ့ဖေဗရီဖွဲ့သားများတူတန်းနဲ့ငွေကိုဥ
ဥရွှေအောင်ကလူရှင်အဖြစ်နဲ့လူတန်းပြီးတော့ဖျားပြီးတော့ဆရာတော်ဘုရားရဲ့ကပ္ပိယကာရကအဖြစ်လက်ခံတော်မှာဖြစ်ပါတယ်ဗျာဆရာတော်ဘုရားရဲ့စိတ်မောင်းမှာလူတန်းနိုင်ဖြစ်ပါတယ်အလူတော်ငွေကျပ်9သိန်းပါပဲဆရာတော်ဘုရားရဲ့ဝိသုကာမတိမ်အတွက်ပြီးတော့လို့စောက်နေတာကိုမြင်ရတဲ့အတွက်ဆရာတော်ဘုရားရဲ့တိမ်ထဲမှာအစိပ်ပိုင်းပဲဖြစ်စေဟလာဥရှောင်းရဲ့မိသားစုရဲ့အလူတပည့်များရဲ့အလူဖြစ်ပါတယ်ဗျာသာဓုသာဓုသာဓုပါတတိယအစီအစဉ်ကတော့ဆရာတော်ဘုရားကြီးမော်လင်ဖောက်တော်ဆရာတော်အဲ့တော့ဒီညဆက်လက်ပြီးတော့တပည့်တော်ပန်ကြားလျှောက်ထားဤသို့ပြုရာဤသို့ပြုရာမြတ်ဘုံညာကြောင့်မြတ်ဘုံညာကြောင့်ချမ်းမြအေးကြီးချမ်းမြအေးကြီးဘေးမဲ့မြည်သည်ဘေးမဲ့မြည်သည်ရွှေပြည်ထုတ်ချောင်းရွှေပြည်ထုတ်ချောင်းလမ်းမကောက်ဖေလမ်းမကောက်ဖေရောက်ရပါလို့ရောက်ရပါလို့ထိုတို့ဘဝထိုတို့ဘဝကျင်လေရမယ်ကျင်လေရတယ်ဒုက္ခဗေဒံဒုက္ခဗေဒံယမအပေါင်းယမအပေါင်းမကောင်းဟုသမျှမကောင်းဟုသမျှမတွေ့ရပဲမတွေ့ရပဲသဗ္ဗအိဋ္ဌာသဗ္ဗအိဋ္ဌာမင်္ဂလာကိုမင်္ဂလာကိုရွေရတာရစေတော်ရစေတော်ယနေ့ယခုယနေ့ယခုပြုပြုသမျှပြုပြုသမျှမြတ်ဘာသာကိုမြတ်ဘာသာကိုမိဘဆရာမိဘဆရာမြို့တဟာနှင့်မြို့တဟာနှင့်ကိုမဆောင်ကျက်ကိုမဆောင်ကျက်ကိုဆောင်နကကိုဆောင်နကအရင်စာ၍မြတ်စွာဘုရားရှိသမျှလုံးစုံရှိသမျှလုံးစုံဘုံ31ဘုံ31ဖြစ်ဖြစ်သမျှဖြစ်ဖြစ်သမျှဝိနည်းယတို့ဝိနည်းယတို့ရကြပါစေရကြပါစေသင်္ဃဝေသည်သင်္ဃဝေသည်မြတ်ထွေသာတို့ခေါ်စေတော်မြတ်ထွေသာတို့ခေါ်စေတော်အလုံးကြာကြာပါဗျာအမြအမြအမြဘုရားဘုရားဘုံတော်သာဓုသာဓုအလုံးကြာကြာပါဗျာအမြအမြအမြဘုရားဘုရားဘုံတော်အမြအမြအမြဘုရားဘုရားဘုံတော်သာဓုသာဓုသာဓုကဲအာလုံးဓမ္မဆွေတော်မျိုးတော်များတိုးတက်ပြည့်စုံတဲ့မိသားစုဘဝပျော်ရွှင်ငြိမ်းချမ်းတဲ့မိသားစုဘဝမြင်ရပြီးတော့သာသနာတော်မြတ်ကြီးကိုအာရပါရထောက်ပံ့သာသနာပြုနိုင်ပါစေကျွန်တော်ပြောလဲကြောက်မှချင်တော့